အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့တဲ့နော် Google ရဲ့နော် Storage Black Gemini 2TV one month trial ရတဲ့အကောင့်တွေ one month trial ယူလို့ရတဲ့နည်းလေးကိုပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကအရင်ဦးဆုံးနဲ့နော် Google One နဲ့ကိုဝင်လိုက်မယ် Google One နဲ့ဝင်ပြီးဒီမှာ upgrade ဆိုတာလေးရှိရလေးကိုနှိပ်လိုက်မယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒါကတဲ့เนาะဒီမှာ try ရယူလို့ရတယ်ဗောနော် Google AI ဒီအောက်ဆုံးဟာလေးဗောနော် Google AI Pro 2TV ဟလာသူက storage လည်းပါမယ်ဗောနော်အဲ့ဒါလေးကိုဒီမှာ start try ရဆိုပြီးတော့ပေါ်နေတာပုံမှန်ဆိုလို့ရှိရင်ဒီမှာတစ်လကို$20ခွန်နဲ့ပါနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က$22လောက်ပေးရတယ်အဲ့ဒါလေးကိုလောလောဆယ်မှာ try ရမယ်ပေါ့နော်အဲ့ဒါ try ယူမယ်ကျွန်တော်တို့ start try ကိုနှိပ်လိုက်မယ်start trial ကိုနှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာ payment card တစ်ခုခုတော့ချိန်ထားပါမယ်เนาะမြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ UAB visa card တွေပိုင်းနဲ့ရမယ်ထင်ပါတယ်အဲ့တော့ပြီးလို့ရှိရင်တော့ကျွန်တော်ဒီမှာ subscribe လုပ်လိုက်မယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော် subscribe လုပ်တာရသွားပြီပဲဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့က Google One 2TV နဲ့ဟလာเนาะပြီးလို့ရှိရင် AI Pro ရတဲ့ဟာကို one month trial ရတာပဲဖြစ်သွားပါပြီအဲ့တော့ကျွန်တော်တို့ဒါလေးကိုတဲ့ download ပြီးတော့ဒီမှာ Google ရဲ့ Gemini เนาะ AI ကိုလည်းကျွန်တော်တို့တစ်လသုံးခွင့်ရသွားမှာဖြစ်ပါတယ်အဲ့တော့မိုက်ဘူးလား share မိုက်ပါတယ်ဒီမှာပါဒါကတော့ update plan တွေပါเนาะဒါတွေကတော့ထပ်မလို့ပါဘူးလောလောဆယ်ကျွန်တော်တို့ကဒီမှာเนาะ 2TV ရထားတာပဲဖြစ်ပါတယ်အဲ့တော့ဒီ Google ရဲ့ Gemini AI ကကျွန်တော်တို့လုံးသမျှဟိုဟာတွေမှာပေါ့သုံးသမျှ software တွေမှာ AI အနေနဲ့ပါနေမှာပဲဖြစ်ပါတယ်အဲ့တော့ပြီးလို့ရှိရင်ဒီကောင်ကကျွန်တော်တို့တဲ့ drive storage လေ2TV တိုးပေးပါတယ်ကျွန်တော်ယူထားတဲ့အကောင့်မဟုတ်ဘူးเนาะခုနယူထားတဲ့အကောင့်လေးကိုပြောင်းလိုက်မယ်ဒီမှာဆိုလို့ရှိရင် drive storage ကလည်း 2TB ဖြစ်သွားပါအဲ့တော့တစ်လတော့လောလောဆယ်သုံးလို့ရတာပေါ့ဗျာပြီးလို့ရှိရင်တော့အဲ့ဟာကိုကျွန်တော်တို့ကကိုယ့်ရဲ့ကတ်ထဲချိတ်ထားတဲ့ကတ်ထဲပတ်စံမဖြစ်အောင်လို့ကျွန်တော်ဝယ်ထားတဲ့ subscription ကိုတော့ cancel လုပ်ပေးရပါမယ်အဲ့ဒါကြတော့ကျွန်တော်တို့ဒီ Play Store တွေကိုသွား Play Store ရဲ့ payment ထဲမှာကျွန်တော်တို့အဲ့ဟာကိုပြန်ဖြုတ်လို့ရပါတယ်ဒီမှာ payment subscription ထဲကိုသွားမယ်ပြီးလို့ရှိရင်ဒါယူထားတဲ့ဟာပေါ့နော်ယူထားတဲ့ဟာကိုကျွန်တော်တို့က cancel လုပ်ရမှာပါအဲ့တော့အဲ့တော့အရင်ဦးဆုံး payment ကိုဖြုတ်ဖို့အတွက်ကကျွန်တော်တို့ကဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီတိုင်းဖြုတ်လို့မရဘူးကျွန်တော်တို့ယူထားတဲ့ဟာကိုအရင်ဦးဆုံးဒီမှာတော့မပေါ်သေးဘူးဗျာနော်အဲ့ဆို remove လုပ်ကြည့်လိုက်မယ် remove လုပ်လို့ရတာဗောနော်ဒါဆိုလို့ရှိရင်တော့လုံးဝ remove ဖြစ်သွားပြီ remove ဖြစ်သွားပြီဆိုတော့ပြဿနာမရှိတော့ဘူးအဲ့ဒါဆိုလို့ရှိရင်နောက်လာရေး Google ထဲကမဖြတ်တော့ဘူးဗောဗျာအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ခုနကဟာလေးပြန်သွားကြည့်အောင်ကျွန်တော်တို့ try ထဲမှာကျွန်တော်တို့ယူထားတာလေးရတယ်ဒီမှာပြောက်သွားဘူးပေါ့ဗျာပြီးလို့ရှိရင်ကျွန်တော်တို့ Google One မှာချက်ပြန်သွားကြည့်ကိုယ့်ရဲ့ current plan ကိုပြန်စစ်လိုက်ရင်လည်းရနေတာကိုတွေ့ရပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဒီဟာလေးက storage 2TB လည်းရမယ် Gemini ကျွန်တော်တို့ရမယ်တစ်လပေါ့နော်စမ်းသုံးကြည့်ပေါ့ဝယ်သင့်မဝယ်သင့်ပေါ့ဟုတ်လားဒါမျိုးလေးတွေရအောင်လို့ကျွန်တော်ကပြန်ပြီး share လုပ်ပေးတာပါဟုတ်ကဲ့ပါအားလုံးပဲအဆင်ပြေကြပါစေ